ဒီစဉ်အရဧည့်သည်တော်ပညာရှင်တဦးဖြစ်သည့်ဆရာဦးအောင်စောလတ်မှမျှဝေဆွေးနွေးပေးရန်ဖြစ်ပါတယ်။ဆရာဦးအောင်စောလတ်ရှင်မျှဝေဆွေးနွေးပေးပါရန်လေးစားစွာပန်ကြားပါတယ်ရှင်။ဟုတ်အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဟုတ်ကျွန်တော်နာမည်ကတော့အောင်စောလတ်ပါ။ဟုတ်တော်တော်များများတော့ကိုစောလို့သိကြတာပေါ့နော်။ဟုတ်ဒီနေ့ဒီBCB နဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီ microfinance နဲ့အသေးစားငွေကြေးလုပ်ငန်းတွေနဲ့မှာလက်ရှိကျွန်တော်တို့ကြုံတွေ့နေရတဲ့ IT ဘိုင်းရော business ဘိုင်းမှာကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဒီ instrument ကျွန်တော်ရဲ့ knowledge အရာပေါ့နော်ကျွန်တော် sharing ပေးချင်တာပါအကုန်လုံးကတော့perfect မဖြစ်နိုင်ဘူးပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ just knowledge sharing ပေးချင်ပါဟုတ်ပထမဆုံးကျွန်တော်မပြောခင်မှာကျွန်တော်ရဲ့လေး background လေးချက်လေးရှင်းပြပေးချင်ပါတယ်ဟုတ်ကျွန်တော်ကလက်ရှိ microfinance နဲ့ဒီဟာနာမှာဆိုရင်တော့DYCTO အနေနဲ့လက်ရှိတာဝန်ထမ်းဆောင်တော့ဗောနော်အဲ့ဒီမတိုင်ခင်ကဆိုရင်ကျွန်တော် microfinance အနေနဲ့2014မှာ full time microfinance ကိုကျွန်တော်စ join ခဲ့ပါတယ်ပြီးတော့ကျွန်တော် Alito microfinance မှာလည်းကျွန်တော်9နှစ်နီးပါးလောက်လုပ်ခဲ့တယ်နောက်တစ်ခါ microfinance data international မှာဆိုရင်လည်းကျွန်တော်တစ်နှစ်နဲ့8လ2နှစ်နီးပါးလောက်လုပ်ခဲ့တာဗောနော်ဟာနာ microfinance ကိုကျွန်တော် join တာဆိုရင်တော့4လကျော်5လလောက်ရှိပြီဗောနော်ဟုတ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ကျွန်တော်ဒီ ICT ဒီevent မှာIT background ကလူတွေလည်းပါတယ်လို့ operation back ကော finance back ကောတခြားဒီသက်ဆိုင်ရာ level ကဒီနေပညာ professional လည်းပါတာဗောနော်အဲ့ဒီကမှကျွန်တော်အနေနဲ့ဒီကျွန်တော်ရဲ့အတွေ့အကြုံမျှဝေပေးချင်တာပါဟုတ်နောက်တစ်ခုကကျတော့ဆရာတို့ဒီမှာဒီ event ကိုကျွန်တော်ပါဝင်ခွင့်တွေ့စီစဉ်ပေးတဲ့ MFA ကဆရာမတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဒီမှာဒီ ICT ကျွန်တော်တို့နယ်လက်ရှိပေါ့နော် business contingency လို့ကျွန်တော်များများလည်းသိပေးကြဖြစ်ကြမယ်တချို့ကျတော့ DR လို့ပြောတယ် disaster recovery လို့လည်းသိကြတယ်ဒါပေမဲ့အဲ့ဒီနှစ်ခုမှာဆိုရင်ကျွန်တော်အဓိက highlight လုပ်ချင်တာကတော့ business contingency plan ဆိုတာကနဲ့ DR နဲ့ကတော့အရေးကြီးတာချင်းတော့အတူတူပဲဒါပေမဲ့လှုပ်ဆောင်မှုချင်းကတော့နည်းနည်းလေးကွာဟာတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ point ကိုပြောချင်တာပါအဓိကတော့ဒီ business contingency ဆိုရင်ကျွန်တော်တို့မှာ IDA လို့မဟုတ်ဘဲနဲ့ operation မှာလည်း finance မှာလည်း business contingency plan တွေရှိတာပေါ့ဒါပေမဲ့ကျွန်တော်ဒီဟာကျတော့ disaster ကျတော့ကျွန်တော်အဓိကကျတော့ကျွန်တော်ဒီ IT system တွေဘယ်လိုမျိုး survive လုပ်မလဲတကယ်လို့recovery ပြန်လုပ်မလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကဒီ BCB plan တွေကိုထားတာပေါ့အဲ့ဒါနဲ့အဲ့ဒီတော့ကျွန်တော်ဒီ IDP business contingency ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးကျွန်တော်ရဲ့ဒီအမြင်ကျွန်တော်ရဲ့ဒီ experiment ကျွန်တော် knowledge sharing ပေးချင်ပါတယ်ခင်ဗျဟုတ်ကျွန်တော်တို့အနေနဲ့ကတော့ဒီbusiness contingency plan ကိုကျွန်တော်သတ်မှတ်တဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဒီအရေးကြီးတာပေါ့နော်ဘာလို့လဲဆိုတော့ business contingency plan က microfinance ရေလုံးမဟုတ်ဘူးတခြား industry တွေမှာလည်းဘယ်လိုမျိုးတွေထားသင့်လဲဆိုတဲ့ဟာမျိုးကိုကျွန်တော် highlight လုပ်ပေးချင်တာပါအဓိကတော့ကျွန်တော်တို့ဒီ microfinance လို့ကျွန်တော်အခုပြောတာကတော့ကျွန်တော်ရဲ့ဒီ microfinance industry မှာကြုံတွေ့လာတဲ့ပုံမှန်မူတည်ပြီးတော့အခြေခံပြီးတော့ကျွန်တော် knowledge sharing ပေးချင်တာပါအဓိကတော့ကျွန်တော်တို့ဒီ IT သမားတွေအနေနဲ့ကိုဒီ microfinance operation မှာ run နေတဲ့ system တွေကိုနောက်တစ်ခါတချို့ဒီဘယ်လိုမျိုးတွေကို assessment လုပ်သင့်လဲဘယ်လိုမျိုးတွေ manage လုပ်သင့်လဲဆိုတဲ့ဟာမျိုးပေါ့နော်ဖြစ်လာမဲ့အကျိုးဆက်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့လည်းကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီ BCB plan ကိုကျွန်တော်တို့သတ်မှတ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကျတော့ data security ဘိုင်းdata security ကျတော့ကျွန်တော်တို့ရဲ့အဓိက financial service ပေးတဲ့အတွက် client တွေရဲ့ data client တွေရဲ့ transaction client တွေရဲ့ information အရေးကြီးတယ်အဲ့ဒီ data တွေကိုကျွန်တော်တို့အနေနဲ့တခြားသဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ်hacker ကြောင့်ပဲဖြစ်နောက်တစ်ခါ infrastructure failure ဖြစ်တာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးမှာကျွန်တော်တို့အနေနဲ့ data တွေဘယ်လိုမျိုးကောင်းမွန်စွာထားရှိမလဲလုံခြုံစွာထားရှိမလဲဆိုတဲ့ဟာမျိုးပေါ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတခု mention လုပ်ချင်တာကျွန်တော်တို့တော်တော်များများ microfinance တွေမှာဆိုရင် core banking system ကိုသုံးကြတာရှိတယ်အဲ့တော့ core banking system ကိုသုံးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ internal factor အတွင်းတခြား external factor တွေလည်းအများကြီးကြုံတွေ့ရတာရှိတယ်for example ပေါ့ကျွန်တော်တို့ဒီမှာတခါကျရင်ကျွန်တော်တို့ rely လုပ်ရတဲ့ core banking system တွေမှာအဓိက vendor တွေရဲ့ဒီတချို့နေရာတွေမှာသူတို့ဘက်ကနေပြီးတော့ patching လုပ်တဲ့အပိုင်းတွေရှိတယ်အဲ့ဒီခါမှာကိုယ့်ဘက်က clear monitor နဲ့ကြည့်ဖို့အပိုင်းတွေရှိတယ်တခါကျရင်ကိုယ့်ဘက်ကကိုမသိလိုက်တဲ့data patching ပိုင်းတွေတချို့upgrade ပိုင်းတွေမှာကိုမသိလိုက်ပဲနဲ့တချို့ဟာတွေမှာ super access user level တွေနဲ့အဲ့ဒီမှာဆိုရင်တချို့ဟာတွေမှာကို unspec နောက်မှသိရတဲ့အပိုင်းတွေရှိတယ်ဒါမျိုးတွေကျွန်တော်တို့ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတဲ့ဟာမျိုးတွေပေါ့အဲ့ဒါလေးတွေဒါလေးကတော့ just the one point ပေါ့နော်အဲ့ဒါလေးချက် mention လုပ်ကြပါဘာတော့ banner ကိုကျွန်တော်တို့ banner ကို trust ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့အများနဲ့ monitor နဲ့ကြည့်ဖို့ဆိုတဲ့လိုတဲ့အဲ့ဒီ key point တွေတခုကျွန်တော် share ပေးချင်တာပါ
နောက်တစ်ခုကတော့ service connectivity ပေါ့နော်အဓိကတော့ကျွန်တော်တို့အနေနဲ့ဟိုICT ပေါ့နော် IT လို့ပဲကျွန်တော်ပြောလိုက်ပါမယ်နော် IT အနေနဲ့ကအဓိကတော့ကျွန်တော်တို့က microfinance မှာဆိုရင်ကျွန်တော်တို့ကအဓိက supporting layer supporting level ကနေ supporting ပေးနေရတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့အနေနဲ့ဒီ event မှာဆိုအဓိက manager level တွေရော head level တွေရောနောက်တစ်ခါတချို့ executive level တွေလည်းပါတဲ့ခါကျတော့တချို့အနေမှာကျွန်တော်တို့ရဲ့ဒီသုံးနေတဲ့လက်ရှိ system MFI မှာသုံးနေတဲ့ system တွေကလက်ရှိတကယ်လို့အကြောင်းတစ်ခုကြောင့်ဟိုမှာကျွန်တော်လက်ရှိကြုံနေရတဲ့ဥမာသဘာဝဘေးအန္တရာယ်ရေဘေးကြီးတာတို့နောက်တစ်ခါpolitical institute ပါမနော်အဲ့လိုမျိုးအခြေအနေမျိုးတွေရှိတဲ့အခါမျိုးရဲ့နောက်တစ်ခါဒီ cyber attack တွေဖြစ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီ service တွေကိုမရက်သွားအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ plan မျိုးတော့ကောင်းကောင်းချဖို့လိုတယ်ပေါ့နော်ဒါလေးတော့ကျွန်တော်အဲ့ဒါအဓိကအရေးကြီးတဲ့အချက်တွေပေါ့နောက်တစ်ခုကကျတော့ကျွန်တော် regulatory compliance ကျတော့အဓိကကျွန်တော်တို့က microfinance နဲ့အသေးစားငွေကြေးလုပ်ငန်းမှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာဖို့လိုလို့ဒါရဲ့အပြင်အဓိကကတော့ကျွန်တော်ဒီဟိုနိုင်ငံချမှတ်ထားတဲ့ဒီ ICT နဲ့ပတ်သက်တဲ့ဟိုဟာတွေကိုလည်း compliant ဖြစ်ဖို့လိုပါတယ်ပေါ့နော်ဒါကတော့အဓိကကျွန်တော် main point အနေနဲ့ကျွန်တော် highlight လုပ်ပေးချင်တာပါအဓိကကျွန်တော်တို့ BCP ကိုလုပ်ရတဲ့အကြီးကရည်ရွယ်ချက်ကကျွန်တော်၅ခုကျွန်တော်ရဲ့အခွာပေါ့နော်ကျွန်တော် highlight လုပ်ချင်ပါတယ်အဓိကတော့ minimum service downtime ပေါ့ကျွန်တော်တို့နေလက်ရှိသွားနေတဲ့ system တွေဟိုအဓိကပေးနေတဲ့ service တွေကို minimize ဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့နော်အဓိကနောက်တစ်ခုကကျတော့ကျွန်တော်တို့ protected sensitive client data အဓိက client data တွေကိုကျွန်တော်ခုန highlight လုပ်သလိုပေါ့ client ရဲ့ data တွေကိုကျွန်တော်တို့ဘယ်လိုမျိုးတွေ secure ဖြစ်အောင်ထားမလဲနောက်တစ်ခါတချို့ဟာတွေမှာကျွန်တော်တို့ user role and level ဟိုဟာတွေကိုလည်း clear define လုပ်ဖို့လိုတယ်တခါတည်းကျရင်ကျွန်တော်တို့အနေနဲ့မသိလိုက်တဲ့အခြေအနေမှာဝန်ထမ်းတွေအပြောင်းရွှေ့တခြားဝန်ထမ်းတွေအဲ့ဒီခါမှာကျွန်တော်တို့ရဲ့ client data တွေကဒီတကယ်ရော secure ဖြစ်လားကျွန်တော်တို့ဘယ်လိုမျိုးprevention တွေလုပ်ထားလဲဆိုတဲ့ဟာမျိုးကိုအဓိကဟို BCP လုပ်တဲ့အချိန်မှာအဲ့ဒါလေးတွေထည့်သွင်းဖို့လိုအပ်ပါတယ်ခင်ဗျဟုတ်နောက်တစ်ခုကကျတော့ availability of the critical microfinance service ဒါကတော့ကျွန်တော်တို့ကတခုပေါ့ကျွန်တော်တို့က IT သမားတွေပဲဒါ IT အလုပ်ရလို့တော့မဟုတ်တချို့ကမှ operation မှာတခုတချို့နေရာမှာအခုအရေးကြီးပေါ်ချင်းတွေကဒီကျွန်တော်တို့ဒီလုံးချင်းငွေတွေပြန်ဆက်တာတို့ saving တွေလက်ခံတာတို့တခြား service တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့ဘယ်ပိုင်းက supporting ပေးဖို့လိုလဲဥပမာဒီလုပ်ငန်းတွေကတကယ်လို့ IT system down သွားရင်တော့မှကျွန်တော်တို့ business contingency နဲ့ဆက်သွားလို့ရမလဲဆိုတဲ့ဟာတွေကိုအဲ့ဒီ point လေးတွေထည့်သွင်းပြီးတော့စဉ်းစားဖို့လိုပါတယ်ခင်ဗျာဟုတ်ခုနကျွန်တော်ပြောတော့ maintenance regulatory compliance ဆိုတာတော့အဓိကတော့ဒီကိုယ်နိုင်ငံသတ်မှတ်ထားတဲ့ဥပဒေစီမင်းစည်းကမ်းတွေ international standard နဲ့ဖြစ်အောင်ဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ဟာလေးပေါ့နော်ဟုတ်နောက်တစ်ခုကကျ ensure business resilience ဆိုတာလက်ရှိလုပ်ငန်းတွေကိုဟိုအတက်နိုင်ဆုံးဟိုဒီလိုမျိုး disaster distraction တစ်ခုဖြစ်သွားရင်တော့ကျွန်တော်တို့ဘယ်လိုမျိုးကာကွယ်မလဲဆိုတဲ့ဟာမျိုးကိုအဓိက highlight ဒီအဓိက objective အနေနဲ့ကျွန်တော်တို့ BCP plan ကိုချတဲ့အခါမှာဒီ၅ခုကိုတော့ကျွန်တော် major အနေနဲ့ကျွန်တော်ထည့်သွင်းထားပါတယ်ဟုတ်အဓိကကျွန်တော် risk assessment နဲ့ risk management ကိုလုပ်တဲ့အခါမှာကျွန်တော်တို့ IT တွေအနေနဲ့ကအဓိကဖြစ်နိုင်တာကဟိုကျွန်တော်တို့မှာလက်ရှိလဲမြန်မာနိုင်ငံအနေနဲ့ကြုံတွေ့ရတာရှိတယ်ဟိုလွန်ခဲ့တဲ့ချိန်ဆိုမှအဓိကဆိုရင်ဒီမှာ necessary discovery တချို့ကနေမှာဆိုရင်ဟိုကျွန်တော်တို့မထင်မှတ်ထားတဲ့ဟာမှာဆိုနေပြည်တော် website မှာဆိုရင်ရေးကြီးတဲ့ floating ဖြစ်တယ်ကျွန်တော်တို့ client တွေငွေပြန်မကောက်လို့မရတဲ့အထင်ထားမျိုးတွေရှိတယ်နောက်တစ်ခါဒီလိုမျိုးကိစ္စတွေမှာကျွန်တော်တို့အနေနဲ့ infrastructure တချို့နေရာတွေမှာ service တွေကျွန်တော်တို့ပုံမှန် service ပေးလို့မရဘူးအမျိုးတွေကြုံလာတဲ့ခါမှာကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးတွေဟို plan ထားဖို့လိုလဲပေါ့နော်အဲ့ဒါမျိုးတွေရှိမယ်ခင်ဗျဟုတ်နောက်တစ်ခုကကျတော့ cyber security trust ဆိုတာကတော့ကျွန်တော်တို့ဟို2019မှာကျွန်တော်တို့အဓိကကြုံခဲ့ရတာရှိတယ် IT သမားတွေတော်တော်များများမှာဒီရဲ့ challenging ကိုကြုံခဲ့ရတာရှိတယ်အဓိကတော့ကျွန်တော်တို့အနေနဲ့ client ဟိုဝန်ထမ်းတွေနဲ့ရောဟိုအဓိက remote service ပေးတဲ့အခါမှာမလိုလားတဲ့ဒီ cyber attack တွေဖြစ်လာတာရှိတယ်ဒါတွေကိုကျွန်တော်တို့ဘယ်လိုကြိုတင်ကာကွယ်မလဲကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုး secure လမ်းကြောင်းကနေကျွန်တော်တို့ရဲ့ဒီဝန်ထမ်းတွေနောက်တော့ရုံချုပ်ကောရုံခွဲကောနောက်တော့ client ကိုပေးချင်တဲ့ service တွေကိုကျွန်တော်တို့ဘယ်လိုမျိုး secure ဟိုမျိုးပေးနိုင်မလဲဆိုတဲ့ service မျိုးကျွန်တော်တို့ဒီ BCP ဟိုဟာလုပ်တဲ့အခါမှာဟိုထည့်သွင်းစဉ်းစားဖို့လိုတာပေါ့နော် risk နဲ့ပတ်သက်ပြီးတော့နောက်တစ်ခါ internet failure internet connection breakdown ဖြစ်သွားတယ် power outage ဖြစ်သွားတယ် hardware ဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်ဟိုဝန်ထမ်းတွေနဲ့ client တွေကိုပုံမှန် service တွေဘယ်လိုပေးမလဲ for example ပေါ့ကျွန်တော်တို့မှာလက်ရှိကျွန်တော်တို့ဟိုကျွန်တော်ဆို HANA microfinance ပေါ့နော်ကျွန်တော်လက်ရှိကျွန်တော်တို့ဒီ HANA မှာရောတခြား microfinance မှာကျွန်တော်တွေ့ကြုံရတာဟိုကျွန်တော် co-banking system breakdown ဖြစ်သွားတယ် client information ကိုမရ brand level တွေကဘယ်လိုမျိုး data တွေကိုဆွဲထုတ်မလဲဘယ်လိုမျိုး data တွေသူတို့အနေနဲ့ continue support ပေးနိုင်မလဲဒါမျိုးတွေကျွန်တော်ကြိုတင်စဉ်းစားဖို့လိုတယ်နောက်ပြီးတော့ data တွေအနေနဲ့လည်းကျွန်တော်တို့ဥမာလက်ရှိ client အနေနဲ့ဥမာ service ပဲကျွန်တော်တို့ဥမာ internet ဟိုလက်ရှိဟို internet breakdown ဖြစ်တာပဲဖြစ်ဖြစ် system breakdown ဖြစ်တာပဲဖြစ်ဖြစ် operation ဒီတိုင်းရက်ထားလို့မရအောင်ကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုး support ပေးမလဲပေါ့ဒါမျိုးတွေကျွန်တော်တေချာစဉ်းစားထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့အနေနဲ့နောက်တစ်ခုကကျတော့ risk အနေနဲ့စဉ်းစားမှာလက်ရှိလိုမျိုးအခြေအနေမှာကျွန်တော်တို့အနေနဲ့ဟိုပစ္စည်းတွေမှာတာဝယ်တာနော် inflation data service တွေ cost တွေ additional cost တွေရှိလာတာပေါ့အဲ့ဒီ cost တွေနဲ့ပတ်သက်ပြီးနောက်တစ်ခါဒီကဒီဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကြိုတင်ဘယ်လိုပြင်ဆင်ထားရမလဲပေါ့နော် backup plan တွေထားဖို့အတွက်ပေါ့ဟုတ်
ကျွန်တော်အနေနဲ့ဒီ microfile နဲ့မှာပေါ့နော်အဓိကကျွန်တော်တို့နှစ်ခုခွဲထားတာပေါ့နော်ဒီအဓိက critical system တွေရှိမယ် business function တွေရှိမယ်ပေါ့အဓိကတော့ကျွန်တော်တို့ခေါ်တဲ့ co-banking လို့တချို့မှာတော့ fully co-banking လို့လည်းပြောလို့ရတယ်တချို့ကျတော့ loan management system ပေါ့အဓိက loan focus ထားတဲ့ဟာတွေရှိမယ် saving focus ထားအဓိက client data တွေရှိမယ်နောက်တစ်ခါ payment processing system တွေရှိမယ်နောက်တော့ mobile banking platform တွေရှိမယ်အဓိကတော့ကျွန်တော်တို့ကအခုနောက်ပိုင်းဆိုကျွန်တော်တို့ client တွေတော်တော်များများဟိုကျွန်တော်တို့ကဒီအဓိက client awareness training တွေပေးတယ် client တွေအနေနဲ့သူတို့နဲ့ payment ကိုအဓိကဟိုဘယ်လိုမျိုး channel မျိုးနဲ့ကျွန်တော်တို့ပြန်လည်ပေးဆက်မှုလုပ်လို့ရမလဲဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ဒီဝန်ထမ်းတွေဟို client တွေတော့ကျွန်တော်တို့ဒီ awareness training တွေပေးရရှိတယ်နော်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ဒီတချို့နေရာတွေမှာ disaster ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ client တွေကိုဘယ်လိုမျိုး channel မျိုးနဲ့ contact လုပ်မလဲဥပမာဆိုရင် SMS ပို့လို့ရမလား call ခေါ်လို့ရမလားနောက်ဆိုဝန်ထမ်းတွေရဲ့လက်ရှိခက်ခဲကြုံနေတဲ့အခြေအနေတွေကို up to date information ဘယ်လို contact လုပ်လို့ရမလဲပေါ့နော်ဒါမျိုးတွေကအစကျွန်တော်တို့ဒီ BCB ထဲမှာကျွန်တော်ထည့်ထားပါတယ်ဟောတခုတကယ်လို့အကြောင်းတစ်ခုကြောင့်ဟိုကျွန်တော်တို့အနေနဲ့လည်းဒီဥစ္စာကို BCB ဖြစ်မှလောက်တာတဲ့ကျွန်တော်တို့က BCB တကယ်လို့ disaster ဖြစ်မှဟိုဟာလောက်တာတဲ့ကျွန်တော်တို့အနေနဲ့ကြိုတင်ကာကွယ်တဲ့အနေနဲ့ပေါ့ဝန်ထမ်းတွေကိုလည်းဒါမျိုးဖြစ်လာရင်ဘယ်လိုမျိုး process မျိုးသွားမလဲဘယ်သူကတော့ဖြစ်ဟို management hierarchy အရဘယ်သူတွေကတော့ဘယ်ဟာကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ transparency ရှိပေါ့နော်ဝန်ထမ်းတွေကိုပေးထားတဲ့ဟာမျိုးတွေရှိပါတယ်အဲ့ဒီခါကျတော့တချို့အနေမှာကျွန်တော်တို့ရဲ့ဒီဟို level လိုက်ဟိုသူတို့အနေနဲ့ဖြစ်လာပြီဆိုရင်ဘယ်လိုမျိုး process သွားမယ်ဆိုတဲ့ဟာမျိုးတို့ clear ဟိုနားလည်ထားဖို့လိုတာပေါ့နော်ဒါလေးကိုကျွန်တော်ချက် mention လုပ်ချင်တာပါဟုတ်နောက်ပြီးတော့ mobile banking platform ဆိုလဲ client တွေအနေနဲ့ဟို digital payment နဲ့ပတ်သက်ပြီး clear နားလည်အောင်ပေါ့နော်အဓိကဒါကတခု one of the ဟိုပါပေါ့ကျွန်တော်တို့နေလက်ရှိကြုံတွေ့နေရတဲ့ဒီ expense တွေကို short ချတဲ့အနေတစ်ခုဖြစ်တယ်ဘာလို့ operation cost တွေအများကြီး short ချလာနိုင်တယ်ကျွန်တော်တို့လက်ရှိကျွန်တော်တွေ့ရတဲ့ကျွန်တော်လက်ရှိလုပ်နေတဲ့ MF file တွေမှာဆိုရင်ဒီ digital payment ဟိုလာစင်ပေါ့နော် grow ဖြစ်လာတာတွေတွေ့တယ်operation cost တွေအများကြီး short ချလာနိုင်တယ်ကျွန်တော်တို့လက်ရှိတချို့ဟာတွေမှာ brand တွေမှာဟို grow ဖြစ်ဖို့တဲ့ sustainable ဖြစ်ရတာရှိတယ်အဲ့ဒီပါကျတော့အဲ့ဒီ cost တွေအတတ်နိုင်ဆုံး technology ဘက်ကဘယ်လိုမျိုး supporting ပေးပြီးတော့ short ချလာနိုင်တယ်ပဲဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုတယ်ပေါ့နော်ဟုတ်နောက်တစ်ခါ business function နေလဲဆို client data တွေကိုဘယ်လိုမျိုး manage လုပ်မလဲနောက်တစ်ခါ loan orientation client တွေကိုကျွန်တော်တို့က department ကိုအကြောင်းတစ်ခုကြောင့်လုပ်ငန်းရက်ဟိုပါပေါ့ရှင်းပြရင် IT ကြောင့်ရက်ဟိုco-banking system သုံးလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ဟို loan department တွေဟို department တွေ collection တွေကဆက်သွားဖို့လိုတယ်အဲ့ဒါတွေမှာကျွန်တော်တို့ alternative solution အနေနဲ့ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့ plan လေးတွေတော့ချထားဖို့လိုတယ်ဘာလို့ဟိုဒါကြောင့်လုပ်လို့မရအောင်ဆိုကျွန်တော်တို့နေဟို alternative ဟိုမှာ client တွေကိုပုံမှန် department ဘယ်လိုသွားမလဲဘယ်လိုမျိုး process တွေသွားမလဲဒါလေးကိုရှင်းပြရင်ဒါလေးတွေကိုကျွန်တော်တို့သိထားဖို့လိုတာပေါ့နော် impact analysis နောက်တစ်ခါ accounting တွေ report တွေနောက်တစ်ခါ communication client ခုနကျွန်တော်ပြောတော့ client တွေကိုကျွန်တော်တို့ဘယ်လိုမျိုး channel မျိုးနဲ့သွားမလဲဥပမာဆိုရင် client တွေအနေနဲ့ကျွန်တော်တို့ဆိုရင်ဟိုဒါကျွန်တော်ရဲ့ဟိုဆိုရင်ပြောလို့ရတာဟို client တွေကိုကျွန်တော်တို့ဟို client add လိုမျိုးတွေပေါ့သူတို့ knowledge share နေပေးထားတယ် client တွေ add အနေနဲ့ client ရဲ့ information တွေလုံးလို့ saving information တွေဘယ်လိုကြည့်လို့ရမလဲနောက်တစ်ခါအဲ့ဒီ digital payment နဲ့ပတ်သက်ပြီးသူတို့ blog တွေလုပ်ပေးထားတာရှိတယ်နောက်တစ်ခါဒီဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ပေးချင်တဲ့ message ပေါ့တချို့ဟာတွေမှာကျွန်တော်တို့ flow area ဖြစ်တယ်တချို့ဟာတွေမှာကျွန်တော်တို့ client ကို contact လုပ်လို့မရတဲ့အနေအထားမျိုးတွေလည်းရှိတယ်တချို့ကျတော့လည်း internet ရတယ်ပေါ့ case ပေါ့ motive ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီ information တွေကိုဟိုeffective way ပေါ့နော်ကျွန်တော်တို့အဲ့ဒါမျိုး share လုပ်ထားတာတွေရှိတယ်ပါဟုတ်ဒါကတော့ကျွန်တော်ခုန mention လုပ်တဲ့ client ဟို IT system နဲ့ပတ်သက်ပြီးကျွန်တော်တို့မှာဒီ loan management system ရှိတယ် CRM တွေရှိတယ်နောက် mobile banking payment တွေရှိမယ် database တွေရှိမှာပေါ့နော်ဟုတ် communication tool ပေါ့ကျွန်တော်တို့ဘယ်လိုမျိုး communicate လုပ်မလဲ client အနေနဲ့ဟုတ်ဒါကတော့ကျွန်တော်ဒီလက်ရှိ ID တွေမှာကျွန်တော်တို့အနေနဲ့တော်တော်များများနားလည်တော့ကိုပဲအဓိက MFI တွေတော်များများ co-banking system သုံးတယ်တော်တော်များများ data localized တဲ့ရှင်းပြောရင်ကျွန်တော်တို့ဒီ cloud မှာပဲထားကြတာများတယ်အဲ့ဒီခါမှာတခုကကိုကအမြဲတမ်းဟို assessment လုပ်ဖို့လိုတာ banner နဲ့လည်းဟို combination ကောင်းဖို့လိုသလိုနောက်တစ်ခါကျွန်တော်တို့ဒီ server ဒီ bucket တွေကိုလည်းကျွန်တော်တို့ကတနည်းအားဖြင့်ထားတာတဲ့အကြောင်းတစ်ခုကြောင့်ကျွန်တော်တို့ bucket အနေနဲ့ဘယ်နေရာမှာထားမလဲ other region ပေါ့ geographic မှာ motive ပြီးတော့ကျွန်တော်တို့ဘယ်နေရာတွေမှာထားမလဲဆိုတဲ့ဟာ plan လေးတွေချဖို့လိုတယ်ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီအနေနဲ့ဟိုကျွန်တော်တို့ဆိုအခုချိန်နေဆိုကျွန်တော်တို့ဆိုဘယ်လိုဆိုတချို့အနေမှာ IT သမားတွေလည်းသိမယ် technology ဘိုင်းကကျွန်တော်တို့ကရှေ့သွားဖို့တဲ့ sustainable ဒေါင်းဆိုင်ပြန်ဆင်းရတာရှိတယ်အရင်ကဆို cloud ဆိုပြီးတော့ကျွန်တော်တို့အများတန်းဟိုရှင်းပြောရင် cloud ကိုရွေးချယ်ရတာရှိတယ်ဘာလို့ကျွန်တော်တို့လက်ရှိကြုံနေရတဲ့ challenge တွေအရာတစ်ခါတွေမှာ internet connection မရတာတွေရှိမယ်တစ်ခါတွေမှာအကြောင်းတစ်ခုကြောင့်ကျွန်တော်တို့ service breakdown ဖြစ်သွားတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ဟိုလက်ရှိ okay internet မရတာဖြစ်မယ်နောက်အကြောင်းကိစ္စတစ်ခုကြောင့်မရခဲ့လို့ရှိရင်ကျွန်တော်တို့ဒီ data တွေဒီ co-banking system ရဲ့ data တွေတခြားကျွန်တော်တို့လက်ရှိသုံးနေတဲ့ system တွေကိုကျွန်တော်တို့ဘယ်လိုမျိုးတွေဟိုပုံမှန်လွယ်ပတ်နိုင်အောင်လုပ်နိုင်မလဲဆိုတဲ့ plan တွေကိုလည်းကျွန်တော်တို့ချဖို့လိုတာပေါ့နော်ဟုတ်နောက်ပြီးတော့ကျွန်တော်ခုနပြောတော့ backup
ပေါ့နော် backup လုပ်တဲ့ခါမှာလည်းကျွန်တော်တို့လိုအပ်တဲ့ data တွေ source data တွေပုံမှန် daily လုပ်ဖို့လိုသလိုကျွန်တော်တချို့ server တွေ application တွေကိုလည်းတေချာ clear ဖြစ်အောင် weekly snapshot ရိုက်တာတို့နောက်တစ်ခါပုံမှန်တကယ်လို့UAT ဟောပေါ့ကျွန်တော်တို့ restore testing တွေလည်းအများကြီးလုပ်ဖို့လဲတခါကျရင်ကျွန်တော်တို့ဟိုမှာကဟိုတချို့ဟာလည်းမှာ gap လေးတွေဖြစ်တာကဟို backup တော့လုပ်တယ်တကယ်လည်းဒီ backup တွေကတကယ် restore ချတဲ့မှာ 100% recovery ဖြစ်မဖြစ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့အဲ့ဒါမျိုးတွေကြုံတွေ့ရတာရှိတယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ ਨੇ ဟိုပုံမှန်အားဖြင့် regular perform လုပ်ချင်တာပေါ့နော်အဓိကတော့ဟိုမှာဒီ co-banking system တစ်ခုလုံးကိုကျွန်တော်တို့ at least 6လတစ်ချိန်ဖြစ်ဖြစ်တစ်နှစ်တစ်ချိန်ဖြစ်ဖြစ်ဒီ data တွေကတကယ်ရော backup data ထဲမှာတကယ်ရောရှိရလားတကယ်ရောဟိုကျွန်တော်တို့အနေနဲ့တကယ်လို့ down ဖြစ်သွားရင်ဒီ backup data တွေရောကျွန်တော်တို့အတွက် 100% coverage ဖြစ်မဖြစ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့သေချာလေး analyze လုပ်ဖို့တော့လိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ primary secondary ဆိုရင်just ပေါ့နော်ကျွန်တော်ဒီ HANA နဲ့ဆိုရင်ကျွန်တော်တို့ရဲ့ data တွေအကုန်လုံးက AWS မှာပဲထားတယ် HANA အနေနဲ့ဆိုကျွန်တော်လက်ရှိအနေထားရဒီ co-banking system က major system ဖြစ်ပေမဲ့ကျွန်တော်တို့မှာ in-house အနေနဲ့ running လုပ်နေတဲ့ system က16ခုလောက်ရှိတယ် major system 16ခုလောက်ရှိတယ်အဲ့ဒီ16ခုမှာကျွန်တော်တို့အနေနဲ့ဒီ co-banking system main ကျွန်တော်တို့ဒီမှာလက်ရှိဒီ16ခုလုံးကကျွန်တော် in-house အနေနဲ့ develop လုပ်တာတယ်အကုန်လုံးက data တွေက AWS မှာပဲရှိတယ်ဒါပေမဲ့ကျွန်တော်ပုံမှန် restore packet ကိုကျွန်တော်ကြပုံမှန်အရင်ကကျွန်တော် phase 1အနေနဲ့ကျွန်တော်တို့ကြတော့ database packet အနေနဲ့ပဲသွားတယ်နောက်ပိုင်းကျတော့ကျွန်တော်အခုစပြီးတော့ဟိုလောက်လာတာကျတော့ packet process တကယ်လို့ AWS ကိုကျွန်တော်တို့ access မရခဲ့လို့ရှိရင်ကျွန်တော်တို့နေနဲ့ဖြစ်နိုင်တဲ့ဟို enforcing issue တွေကျွန်တော်တွေးထားရမှာပေါ့နော်။ဘာလို့ AWS ကတစ်ချိန်လုံးကျွန်တော်တို့တနိုင်ငံလုံးမှာရနိုင်မလားဆိုတဲ့ဟာကိုတွေးရမှာလား။တကယ်လို့ AWS က breakdown ဖြစ်သွားရင်ရောကျွန်တော်တို့ system တွေ operation ဘက်ကရော finance ဘက်ကရောဒီတခြားသက်ဆိုင်ရာ risk တို့တခြားဌာနတွေရောဒီ data တွေကိုကျွန်တော်တို့ continue ဆက်သွားနိုင်အောင်ကျွန်တော်တို့ဒီ ICT တဲကနေပြီးတော့ဘယ်လိုမျိုးတွေနဲ့ plan မျိုးနဲ့သွားမလဲဆိုတဲ့ဟာမျိုးစဉ်းစားထားဖို့လိုတာပေါ့နော်။ဟုတ်။ဒါတွေနောက်တစ်ခုကကျတော့ဒီခုနက primary site ကျွန်တော်တို့အနေနဲ့ဒီရုံးချုပ်မှာပဲ backup ထားတဲ့နေမဟုတ်ဘဲနဲ့ကျွန်တော်တို့ regional ရုံးတွေမှာလည်း backup အနေနဲ့ထားဖို့လိုတာပေါ့နော်။ဘာလို့တချို့နေရာတွေမှာ backup ကိုဟို cloud မှာပဲထားတယ်ဟိုရုံးချုပ်မှာဒါပေမဲ့အကြောင်းတစ်ခုကြောင့်ဖြစ်သွားရင်တော့ကျွန်တော်တို့ backup ကို frequency လေးလုပ်စီခြင်းနဲ့ပေါ့နော်။နော် automating failure ဆိုတော့ကျွန်တော်တို့အနေနဲ့ IT သမားတွေသိပြီးသားဖြစ်လိမ့်မယ်။ဘာလို့ဒါ technology ဘိုင်းကလုပ်တဲ့လူတွေအကုန်လုံးသိပြီးသားပါ။ကျွန်တော်တို့အနေနဲ့ server တစ်ခု breakdown ဖြစ်သွားရင်ဘယ်အချိန်မှာဘယ်မိနစ်မှာကျွန်တော်တို့ဒီဥစ္စာကို recovery လုပ်မလဲ RTO RP ကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုတယ်။ဘာလို့ကျွန်တော်တို့နဲ့ဘယ်လောက်ထိလက်ခံနိုင်မလဲ။ကျွန်တော် data loss ဘယ်လောက်ထိ prevention လုပ်နိုင်မလဲ။ဘောနော်အဲ့ဒါမျိုးတွေတခြားလေး clear ဖြစ်အောင်နော်လုပ်စီခြင်းနဲ့ပေါ့။ဟုတ်နောက်တစ်ခုကျွန်တော်တို့အခုဒါ mobile and offline service တော့ကျွန်တော်တို့ခုနက mention လို့ကျွန်တော်ကိုပုံမှန်အဖြစ် MIY တွေတော်များကဒီ co-banking system ကိုသုံးကြတယ်ဒါပေမဲ့တချို့ဟာတွေမှာဒီ internet connection ကြောင့်ပဲဖြစ်ဖြစ်တချို့ကျွန်တော်တို့ကြုံတွေ့ရတဲ့အခါဆိုတချို့နေရာမှာတချို့ region တွေမှာဆို internet လုံးဝမရတော့ရှိတယ်အဲ့ဒီခါမျိုးမှာ client ရဲ့ repayment တွေကျွန်တော်ဘယ်လိုပြန်ကောက်မလဲပြီးတော့ client တွေကိုဘယ်လိုမျိုး message မျိုးနဲ့ဘယ်လိုမျိုး information ပြန်ပေးမလဲဒါတွေကအစကျွန်တော်တို့နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ fee officer တွေoperation မှာ run နေတဲ့လူတွေသူတို့အနေနဲ့ data တွေကို offline နေနဲ့ဘယ်လိုမျိုးတွေသုံးမလဲဆိုတဲ့ဟာမျိုးတွေကျွန်တော်စဉ်းစားထားဖို့လိုတယ်တကယ်လို့ဥမာ system က down down ဖြစ်တယ်4 hour down time ဖြစ်တယ်8 hour down time ဖြစ်တယ်ဒီအချိန်တွင်းမှာ daily ကျွန်တော်တို့ collection တွေပြန်ကောက်ရတာရှိတယ် discount တွေချရတယ်ရှိတယ်ဒီအချိန်မှာကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုး process မျိုးနဲ့သွားမလဲဆိုတဲ့ဟာမျိုးတွေကျွန်တော်စဉ်းစားထားဖို့လိုပါတယ်ခင်ဗျာဟုတ်နောက်တစ်ခုကဒါ SMS ပေါ့ USB banking ဆိုတာတော့ကျွန်တော်တို့ဒီ client တွေကိုတချို့ကျွန်တော်ကြုံတွေ့ရတာရှိတယ်ဥမာတချို့မြို့နယ်တွေမှာဆိုကချင်ပြည်နယ်မှာဆိုကျွန်တော်တို့ internet breakdown ဖြစ်သွားတယ် client အနေနဲ့ဘယ်လိုမျိုး channel မျိုးနဲ့သွားလို့ရမလဲဆိုတဲ့ဟာမျိုးမှာကျွန်တော်တို့အနေနဲ့ repayment တွေဟိုဟာတွေကိုလည်းကျွန်တော်တို့ကဘယ်လိုမျိုးဒီ USD လိုမျိုး service မျိုးနဲ့ကျွန်တော်သွားတာတွေရှိတယ်နောက်တစ်ခုကကျတော့ခုနကဒီအုံးပေါ့ကျွန်တော်ခေါ်တဲ့ mobile solution ပေါ့ mobile solution ဆိုတော့ကျွန်တော်များများကသိတယ်ဟိုသိပြီးသားဖြစ်နေမှာ digital fee application လိုမျိုးနောက် fee app လိုမျိုးပေါ့နော်ဒါတွေကိုလည်းရှင်းပြောရင်ကိုယ့်အနေနဲ့စဉ်းစားထားဖို့လိုတယ်ဥပမာတချို့ဟာတွေက system တွေက online ဖြစ်100% real time online လားတချို့ဟာတွေမှာ offline mode နဲ့ក៏သွားလို့ရလားဆိုတာ banner နဲ့ clear communicate လုပ်ဖို့လိုတာပေါ့နော်ဟုတ်ဒါကတော့ဒီကျွန်တော်တို့လက်ရှိကြုံခဲ့တာကျွန်တော်တို့ဆိုလည်းဒီမှာဒီ VPN ဒီအဓိကဟို client တွေအနေနဲ့ system တွေကိုသုံးတဲ့အခါမှာကိုယ်အနေနဲ့အများနဲ့စောင့်ကြည့်ဖို့လိုတယ်ဘာလို့ client တွေ client ဆိုတာကျွန်တော်ပြောချင်တာအဓိကကျွန်တော်တို့ရဲ့ end user တွေပေါ့ကျွန်တော်ရဲ့ရုံးခွဲရဝန်ထမ်းတွေဒီရုံးချုပ်ကလူတွေ system သုံးတဲ့အခါမှာဘယ်လိုမျိုးတွေ access မျိုးနဲ့သွားနေလဲတချို့ဟာတွေမှာကျွန်တော်တို့အနေနဲ့မမျှော်လင့်ထားတဲ့ unexpected အခုချိန်မှာဆိုကျွန်တော်တို့အနေနဲ့ဟိုကြုံတွေ့နေရတာရှိတယ်ဟိုတချို့ဆိုရင်ဟို fraud လုပ်ချင်လို့အတွက်ကြံဖန်ပြီးတော့ဒါလေးကိုတော့ဒီ click လေးကိုနှိပ်လိုက်ပါဒီကနေတစ်ဆင့်မှာ access ဖြစ်ပြီးတော့ information တွေကကိုယ့်ရဲ့ system ထဲကိုဝင်ရောက်လာတယ်ဒါမျိုးလေးကိုပုံမှန် monitor နဲ့ကြည့်ဖို့လိုတယ်ဒီက cyber security ဘိုင်းကလည်း okay ကိုယ့်ရဲ့ network တွေဘယ်သူတွေကဘယ် traffic တွေကဝင်လာလဲဆိုတဲ့ဟာမျိုးကိုလည်းကိုကသေချာ analyze လုပ်ဖို့လိုတာပေါ့နော်ဒါလေးကိုကျွန်တော် check share ပေးချင်တာပါဟုတ်ဒီတေးကတော့ဟိုတော်တော်များတော့အကုန်လုံးလည်းလုပ်ပြီးသားဖြစ်မှာပါဒါပေမဲ့ကျွန်တော်ကဒါကတော့လက်ရှိကျွန်တော်ရဲ့ဒီအတွေ့အကြုံရတော့ sharing လုပ်ပေးတာပါဟုတ်
ဟုတ်ဒါကတော့အရေးကြီးပါတယ်ခုနကဆရာကို mention လုပ်တယ်လို့ပေါ့ကျွန်တော်တို့ကဟို ID သမားဆိုရင်ကျွန်တော်တို့က ID ကိုအလုပ်ပဲကိုလုပ်မယ်တခြားဌာနငါနဲ့မဆိုင်ဘူးလို့အဲ့လိုမျိုးတချို့လေဒါလေးတွေကိုကျွန်တော်တို့ကခုနဆရာကြီးပြောရတဲ့ဟာမှလည်းအရန်ကောင်းပါတယ်ဒီနေ့ဒီခါမှာကျွန်တော်တို့ကရှင်းပြရင်ဘယ် organization မှာဖြစ်ဖြစ်ဘယ် MFI မှာဘယ်မှာဖြစ်ပေါ့နော်မတူညီတဲ့ကျွမ်းကျင်တဲ့လူတွေနဲ့ပေါင်းစပ်ထားတာဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်တော်တို့က team coordination အရန်ရေးကြည့်တယ်ဒီလိုမျိုး BCP လုပ်မယ်ဆိုတော့ ID တစ်ခုတည်းနဲ့လုပ်လို့မရဘူးဒီ operation တစ်ခုတည်းနဲ့လုပ်လို့မရဘူးသက်ဆိုင်ရာဌာနတွေနဲ့ coordination လုပ်ဖို့လိုတယ်နောက်တော့နောက်တစ်ခါဒီအကြီးရဲ့ပုံမှန်မူတည်ပြီးကျွန်တော်တို့ကgroup တွေကျွန်တော်တို့ဆိုရင်ပုံမှန်အဖြစ်ဆိုရင်ဖြစ်လာတဲ့ကိလို့ရှိရင်ကျွန်တော်တို့အနေနဲ့ team တွေဖွဲ့ထားဖို့လိုတယ်ဥပမာဆိုရင်ဒီကိစ္စဖြစ်လာပြီဘယ် case လဲဥပမာflow area ဖြစ်လာတယ် internet connection breakdown ဖြစ်လာတယ်တခြားမလိုအပ်တဲ့ case တွေဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့တီးခြားemergency response team လို့မျိုး ERT လို့မျိုး team တွေကျွန်တော်ဖွဲ့ထားတယ်ဒီထဲမှာဆိုကျွန်တော် IT team ရဲ့လို့မဟုတ်ဘူး IT လည်းပါမယ် operation လည်းပါမယ် finance လည်းပါမယ်သက်ဆိုင်ရာ risk department လည်းပါမယ်သူတို့အနေနဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီBCP ဆိုရင်အဓိကဆို overhaul ပေါ့ဥပမာတစ်ခုဖြစ်လာပြီဒီအခြေအနေမှာကျွန်တော်တို့ဘယ်လိုမျိုးတွေစိတ်ပြီးတော့သွားမလဲဒါဆိုရင် BC coordinator တယောက်တော့လိုလိမ့်မှာပေါ့နော်နောက်တစ်ခါ IT support team ကနေပြီးတော့ဒီ system တွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးတွေပြန်ပြီးတော့ recovery အမြန်ဆုံးလုပ်နိုင်မလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်နောက်တစ်ခါ customer support team ဆိုရင်အဓိက customer support team ကပုံမှန်အဖြစ်ဆိုကျွန်တော်တို့ operation ကနေ direct client နဲ့ချိတ်ဆက်နေရတာရှိတယ်ဒီလိုမျိုးအခြေအနေမျိုးမှာကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးဒီ team နဲ့မှာဘယ်သူကတော့ responsibility ယူရမလဲဆိုတော့နောက်တစ်ခုက executive management ဆိုတာတချို့ဟာတွေမှာကျွန်တော်တို့အနေနဲ့ decision ချမယ်အပိုင်းတွေရှိလာတယ်အဲ့ဒီခါမှာတချို့ဟာတွေမှာmanagement ကနေပြီးတော့ဒါမျိုးတွေ clear strategy နဲ့သွားဖို့ဆိုတဲ့ဟာမျိုးတွေတေချာလေးပြောထားဖို့လို့တော့ဒီ case ဖြစ်လာရင်ဒါတော့ဘယ်သူကတော့တာဝန်ယူပြီးတော့ဖြေရှင်းရမယ်ဘယ်သူကတော့ဒီလိုမျိုးဖြစ်လာလို့ရှိရင်ဖြစ်မှကျွန်တော်တို့ချိုးထည့်ပြင်ဆင်ထားတယ်မဖြစ်ခင်ကကျွန်တော်တို့ဘယ်လိုမျိုးတွေ plan တွေချထားဖို့လိုတယ်ဆိုတာဟာမျိုးကျွန်တော်ဝန်ထမ်းတွေပေါ့အဓိကတော့ကျွန်တော်တို့ဝန်ထမ်းတစ်ယောက်ချင်းစီမှာရုံးချုပ်ရေလို့မဟုတ်ရုံးခွဲမှာရှိတဲ့ brand manager အစား field officer အစားဒါမျိုးဖြစ်လာရင်ဘယ်လိုမျိုးတွေprocess မျိုးနဲ့သွားမလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ clear information ပေးထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခါ compliance officer ဆိုတာဒီ PCB နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေပုံမှန်ဒီ legal team ဒီ compliance ကရောတေချာ analyze လုပ်ဖို့လိုရပေါ့တကယ်ရောကျွန်တော်တို့ဒါရောတကယ်ဒီလုပ်ငန်းနဲ့အညီလုပ်နေလားပေါ့ for example တချို့ဟာတွေမှာကျွန်တော်တို့နေဒီအသေးစားငွေကြေးရဲ့သတ်မှတ်ထားတဲ့စီမင်းစင်းကနေကြော်ပြီးတော့လုပ်နေတဲ့ process တွေများရှိလားဆိုတဲ့ဟာမျိုးပေါ့ဒါမနော်ဒါလေးတွေချက်ကြည့်ဖို့လိုပါတယ်ဟုတ်ဒါတော့ကျွန်တော်အဓိကတော့ PCB ကျွန်တော်တို့ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုး internal external communication ဘယ်လိုလုပ်ရမလဲဆိုတော့ internal မှာဆိုရင်တော့ကျွန်တော်အဓိကတော့ stat တွေကိုကျွန်တော်တို့ဘယ်လိုမျိုး notification တွေသွားမလဲ stat တွေကိုရှင်းပြရင်ဒီခုနကကျွန်တော် mention လုပ်သလိုဒီလိုမျိုးဖြစ်လာရင်ကျွန်တော်တို့ဘယ်လိုမျိုးချွတ်တင်ကာကွယ်မှုတွေလုပ်မလဲဆိုတဲ့ဟာမျိုးတွေပေါ့နော် client နောက်ပြီးတော့ stat တွေအနေနဲ့ဖြစ်လာတဲ့အချိန်မှာဘယ်လိုမျိုး information ဥပမာဆိုရင်တချို့နေရာတွေမှာဝန်ထမ်းတွေရဲ့အခြေအနေဘယ်လိုရှိတယ် data ရဲ့အခြေအနေဘယ်လိုရှိတယ်လုပ်ငန်းရဲ့အခြေအနေဘယ်လိုရှိတယ်အဲ့ဒါတွေကိုအမြဲတမ်း monitoring information ကအမြဲတမ်းup to date ပေါ့ရှင်းပြောရင်တော့သက်ဆိုင်ရာဌာနကို information ကိုဖြစ်စေချင်တယ်ရောက်ဖို့လိုတာပေါ့နော်နောက်တစ်ခါအဲ့ဒီပုံမှာမူတည်ပြီးတော့ဒီ management ကဒီ manager level တွေက management တွေကဘယ်လိုမျိုး decision နဲ့သွားမလဲဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့အဲ့ဒါတွေကို communication plan ကို BCP မှာထည့်ထားဖို့လိုပါတယ်ဟုတ်အဓိကတော့ခုနတစ်ခုကကျတော့ external ကျတော့ကျွန်တော်တို့အနေနဲ့ client တွေရှိမယ် client အနေနဲ့တစ်ခုပေါ့ဥပမာကျွန်တော်တို့နဲ့ဆက်သွယ်လို့မရတဲ့အချိန်မျိုးမှာတချို့နေမှာ client တွေမှာ internet မရလို့ဥပမာ payment ကိုတကယ်လို့ဥပမာ digital payment နဲ့ပေးလို့မရအောင်ဆိုဘယ်လိုမျိုးနေပေးလို့ရမလဲနောက်ဝန်ထမ်းတွေနဲ့ဘယ်လိုချိတ်ဆက်မလဲဒါတွေနဲ့ပတ်သက်ပြီး client တွေနဲ့အမြဲတမ်း in touch ဖြစ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီနောက်ပြီးတော့ public messaging ဆိုတဲ့ဟာမှာတချို့ဟာတွေမှာကျွန်တော်တို့ကဒီကိုယ့်ရဲ့ MF file တစ်ခုတည်းနဲ့လုပ်လို့မရအောင်တခြား MF file နဲ့အခုဒီလိုမှဆိုရင်ကျွန်တော်တို့ဆို micro file နဲ့ organization တော်များများရှိတယ်။ဥပမာဘယ် MF file ကတော့ဘယ်လိုမျိုးတွေလုပ်နေလဲ။ဥပမာတစ်ခုမှ crisis တစ်ခုဖြစ်လာတယ်ဒီမျိုးတွေမှာဖြစ်လာတယ်။တခြား micro file နဲ့ကဘယ်လိုမျိုးတွေ run နေလဲ။ဒါလေးတွေကိုကျွန်တော်တို့အနေနဲ့ team work အနေနဲ့လုပ်ဖို့လိုတော့ပေါ့။ဘာလို့ MF file ဒါက micro file နဲ့ဆိုတာကျွန်တော်ဆိုလဲ2014က micro file နဲ့ရောက်လာတယ်။ဦးတည်ချက်ကောင်းတယ်အဓိကကျွန်တော်တို့ရဲ့လူမျိုးတွေကို supporting ပေးနေတယ်။ဘာလို့ဒါအဲ့ဒီကဖြစ်တဲ့အတွက်ကျွန်တော်တို့ကMFI မှာလုပ်နေတယ်ဆိုပေမဲ့အကုန်လုံးကကိုယ့်ရဲ့လုပ်ဖို့ကိုင်းမဲ့ညီကိုမောင်နှမတွေပဲအဲ့တော့တချို့ဟာတွေမှာတခြား MFI ကဖြစ်နေရင်လည်းဒါကြီးကိုကဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုယ့်အနေနဲ့ဘယ်လိုမျိုး supporting ပေးဖို့လိုလဲဆိုတဲ့ team competition ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုကျွန်တော်တို့အဲ့လိုမျိုးသွားတဲ့ way တော့လုပ်နေကြပါတယ်ပေါ့နော်ဟုတ်တော်တော်များများလဲဟုတ်ကဲ့ပါကျွန်တော် BCP ထဲမှာပုံမှန်အဖြစ်ကျွန်တော်ထည့်ထားတာဘာလို့ရှိလဲဆိုတော့အဓိကတော့ကျွန်တော် BCP ကိုတကယ်ရောBCP ရဲ့လှုပ်ဆောင်ချက်တွေကိုတကယ်ရောဝန်ထမ်းတွေရောတကယ်နားလေသိရှိလားဆိုတဲ့ဟာပုံမှန် training တွေတော့ပေးဖို့လိုတယ်။နောက်တော့ client တွေကိုလည်းeducate ပေါ့နော်အခုမှကျွန်တော်ဒီBCP မှာတကယ်လို့ဥမာကျွန်တော်တို့နေ payment channel ကတကယ်လို့
client အနေနဲ့ဟိုရည်ကြီးနေလို့ payment ကိုဟိုဒီမြို့နယ်ကိုလာလို့မရဘူးဆိုရင်ကျွန်တော်တို့နဲ့ client တွေကိုလည်းဥပမာတကယ်လို့အကြောင်းတစ်ခုကြောင့်ဘယ်လိုမျိုး channel မျိုးနဲ့ကျွန်တော်တို့ဟိုလုပ်လို့ရမလဲဆိုတဲ့ဟာမျိုးလည်း client တွေကိုလည်း awareness ပေးဖို့လိုတယ်ဒီကနောက်တစ်ခါ data protection law အနေနဲ့ကျွန်တော်တို့ရဲ့ data တွေဟိုအဓိကဘယ်လိုမျိုး secure ဖြစ်အောင်ထားမလဲပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးဒီ data protection law တွေလည်းကျွန်တော်တို့သတ်မှတ်ဖို့လိုတယ်အဲ့တော့အဓိက financial regulation ကသတ်မှတ်ထားတဲ့rule and regulation ကိုလည်းလိုက်နာဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်လက်ရှိ BCB ဆိုတာကျွန်တော်ခုနဟိုပြောကျွန်တော် BCB ကကျွန်တော်က just not one time ခင်ဗျအဓိကကတော့ပုံမှန်နဲ့ review ကြည့်ရမယ်ဘာလို့ technology ကဟိုဆရာတို့လည်းသိတယ်ဆရာမတို့လည်းသိပြီးသား technology ကဒီနေ့ဒီချိန်ခါမှာဆိုကျွန်တော်တို့အဓိကဟို machine learning တွေသွားတယ် AI တွေကိုသုံးလာကြတယ်ဒါပေမဲ့နောက်6လကြာရင်ဘာလိုမျိုး technology တွေထွက်လာမယ်ဆိုတော့ကျွန်တော်မသိဘူးဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကောင်းတာရှိသလိုစိုးချက်တွေလည်းရှိတယ်ဒီပုံမှာကျွန်တော်တို့အမြဲတမ်း analyze လုပ်ဖို့လိုတယ်ဒီ technology သုံးခြင်းအပြင်ဘယ်လိုမျိုးဟိုအကျိုးကျေးဇူးတွေရသလိုဘယ်ပိုင်းတွေမှာလည်းဒီဟိုကျွန်တော်တို့ရဲ့ကြိုတင်ပြင်ဆင်ထားမယ်ဆိုတာမျိုးတွေပြင်ဆင်ထားဖို့လိုတာပေါ့နော်ဟုတ်အဲ့တော့ BCB plan ကိုကျွန်တော်ဟိုလောက်တာပြောသလိုဟိုတစ်ခုတည်းမှရဲ့လို့အမြဲတမ်းဟိုလောက်တယ်လို့မဟုတ်ဘဲနဲ့ဟိုအမြဲတမ်း monitor နေကြည့်ဖို့လိုတယ်အမြဲတမ်း assessment လုပ်ဖို့လိုတယ်ဘာလို့ BCB plan ကို just not one time ဒီတိုင်းပြီးရင်တောက်လျှောက်မှာ5 6နှစ်သွားမယ်မဟုတ်ဘူးအမြဲတမ်း assessment လုပ်ဒီပေါ်မှာကျွန်တော်တို့အမြဲတမ်း adjust လုပ်ဖို့လိုတယ်ပေါ့နော်ဒါကတော့ကျွန်တော် just sharing ပေးတာပါကျွန်တော်တို့အနေနဲ့ဟိုအခုလိုမျိုးအခြေအနေမှာကျွန်တော်တို့ကြုံခဲ့ရတဲ့အတွေ့အကြုံရဆိုရင်တစ်ခါကျရင်ကျွန်တော်ဒီအကုန်လုံးက cloud မှာထားတယ်အကြောင်းတစ်ခုကြောင့်ဥပမာကျွန်တော်တို့က microfinance service ကိုပေးနေတဲ့ဝန်ထမ်းတွေအများကြီးဟို client တွေအများကြီးရှိတယ် cloud ကအကြောင်းတစ်ခုကြောင့် internet connection breakdown ပဲဖြစ်ဖြစ်အကြောင်းတစ်ခုပေါ့နော်ဟိုနိုင်ငံရေးအခြေအနေကြပဲဖြစ်ဖြစ်မရတော့ဘူးဆိုကျွန်တော်တို့ဒီဥစ္စာကြီးဘယ်လိုသွားမလဲကျွန်တော် client data တွေကဘယ်မှာရှိမလဲ business လုံးဝလျာလို့မရတော့ဘူးလားဒါမျိုးတွေကျွန်တော်ပြန်စဉ်းစားမှာပေါ့နော်နောက်တစ်ခုကဒါပုံမှန်နောက်တစ်ခုကကျတော့ hybrid အနေနဲ့ကျွန်တော်တို့ဘယ်လိုသွားမလဲပေါ့ hybrid ဆိုတော့ data တွေကိုကျွန်တော်တို့ဟိုကိုဘင်းကင်းကတော့ main ရှင်းပြောရင် cloud မှာတော့70% လောက်ထားမယ် local မှာ 30% လောက်ထားမလားဒါတော့ cloud မှာ 30% ထားပြီး local မှာ 70% ထားမလားဒါမျိုးလေးတွေစဉ်းစားဖို့လိုတော့ပေါ့ hybrid အနေနဲ့သွားမလားပေါ့နော်နောက်ပိုင်းအခုနောက်ပိုင်းကကျွန်တော်တို့မှာ telecom တွေမှာလည်း data center တွေရှိလာတယ်ကျွန်တော်တို့တချို့ဟာတွေမှာဟိုပုံမှန် analyze လုပ်ဖို့လိုတယ်ပေါ့ဒီလက်ရှိ local cloud service provider တွေကဘယ်လိုမျိုး service မျိုးတွေပေးနိုင်လဲဆိုတဲ့ဟာမျိုးပေါ့ဟို overseas private ဟို service တွေကိုတုံးတာလည်းမကောင်းမဟုတ်ကောင်းတယ်ဒါပေမဲ့တချို့ဟာတွေမှာ local ဒီ cloud service တွေကိုလည်း analyze လုပ်ဖို့လိုပေါ့နော်နောက်တစ်ခုကျတော့တချို့ကကျတော့ fully localize သွားတာရှိတယ် fully localize သွားတယ်ဆိုရင်လည်းတချို့ဟာတွေမှာကျွန်တော်တို့ပြန်ကြည့်ရမှာက on internet connection breakdown ဖြစ်သွားတယ်ဘယ်လိုမျိုးဆက်သွားမလဲ brand level နဲ့ဘယ်လို communicate လုပ်မလဲဒါတွေကစကျွန်တော်တို့ analyze လုပ်ဖို့လိုတယ်ပေါ့ဒါတော့ကျွန်တော်နောက်ဆုံး point ပါဟောဟို technology မှာဖြစ်တဲ့အတွက်ကျွန်တော်ကဟိုအဓိကတော့ experiment knowledge နဲ့ပတ်သက်ပြီး direct share နဲ့ပေးတာပါဟောအဓိကတော့ကျွန်တော်တို့ဒီ MFI တွေမှာပေါ့နော်အဓိကတော့ဟို BCB လုပ်တဲ့အခါမှာကိုယ့်ရဲ့ဒီ IT ရဲ့ BCB ဆိုတာနဲ့တချို့ရဲ့သက်ဆိုင်ရာဒီ cross department တွေရဲ့လိုအပ်ချက်ကိုလည်းဖြည့်သွင်းစဉ်းစားဖို့လိုတယ်ဒါကအဓိကတစ်ခုချက်ပေါ့နောက်တစ်ခါကျတော့ကျွန်တော်တို့ကဟို microfinance ဖြစ်တဲ့အတွက် financial service ပေးနေရတဲ့အတွက်အဓိကဖြစ်တဲ့အခါကျတော့ဒီ service တွေကိုကျွန်တော်မရက်သွားအောင်ဘယ်လိုမျိုးဆက်သွားမလဲဆိုတဲ့ဟာမျိုးလေးကိုတော့ဟိုပြင်ဆင်ထားဖို့လိုတယ်ဟုတ်ကျွန်တော် mention လုပ်သလိုပဲဒါဟိုပုံမှန်ဒီ one time service ဟို one time ဟို document မဟုတ်ဘူးပုံမှန်ကျွန်တော်တို့ရဲ့အဓိကကြုံတွေ့လာရတဲ့ risk တွေ challenge တွေနောက်အဲ့ပုံမှာ motivate ကျွန်တော် upgrade plan တွေဘယ်လိုလုပ်မလဲပေါ့နော်ဟုတ်အဓိကတော့ကျွန်တော်တို့ဒီ microfinance ဆိုတာ client ရဲ့အဓိက core business က client ရဲ့ trust ပေါ့ client တွေရဲ့ပုံမှန်ပေးနေရတဲ့ service ကိုကျွန်တော်တို့မရက်သွားအောင်ဘယ်လိုမျိုး service မျိုးတွေပေးမလဲဆိုတဲ့ဟာမျိုးဒီ BCB ဟို plan ကိုထည့်သွင်းစဉ်းစားတဲ့အခါမှာလုပ်တဲ့အခါမှာဒါလေးတွေထည့်သွင်းစဉ်းစားပေးဖို့ကျွန်တော်ပဲအနေနဲ့အကြံဉာဏ်ပေးတာပါခင်ဗျဟုတ်ကျွန်တော် slide ကတော့ဒီလောက်ပါပဲခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ဆရာညဝေကျူးဆွေးနွေးပေးသွားတဲ့ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်တခုလောက်ကလေးကျွန်မပေါ့နော်ကြွရောက်လာကြတဲ့ဒီဧည့်သည် member MFI များကြားတွေကလည်းဒီ business continuity plan ပေါ့နော် BCB နဲ့ပတ်သက်ပြီးတော့သိရှိလို့ဒီများတော့ဆရာထံမေးမြန်းလို့ဒီများဆွေးနွေးလို့ဒီများရှိလို့ရှိရင်မေးမြန်းဆွေးနွေးနိုင်မှာကြောင်းဖိတ်ကြားကြပါတယ်ရှင်မေးမြန်းလို့ဒီများပေါ့နော်ကျေးဇူးပါဆရာမဟုတ်တခုပဲမေးချင်တာပေါ့နော်ကျွန်တော်တို့ဒီ ID သမားတွေအနေနဲ့ data security ဘိုင်းပေါ့ဒီ data တွေနဲ့ပတ်သက်ပြီးတော့ backup လုပ်ရတယ်ဒီပေါ့နော်နှစ်ပေါင်းများစွာ data တွေတင်ထားတဲ့အနေအထားမှာအခုကျွန်တော်တို့ဒီ cloud platform လဲသုံးတယ်ပြီးရင်ကျွန်တော်တို့ဒီ on prem နေနဲ့လဲကျွန်တော်တို့ဟိုစဉ်းစားရတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာကျွန်တော်မေးချင်တာဆရာတို့ budget ပေါ့ဟိုအခုဆိုရင်ကျွန်တော်တို့မှာဟိုအခက်ခဲရှိရလေဟိုဒီ cloud ပေါ်လဲသွားမယ် technology ကကျွန်တော်တို့ leading လုပ်ချင်တာဖြစ်တဲ့အတွက်ဒီ software တွေဆိုရင်ဒီ cloud ပေါ်မှာ ready made ရနေတဲ့ဟာတွေသုံးမယ်ဆိုရင်ကျန်တဲ့ကျွန်တော်တို့ရဲ့ resources တွေ short ချလို့ရမယ်ဆိုတော့
အနေထားမျိုးနဲ့ကျွန်တော်တို့ဆို budget တွေကြည့်ရတယ်ပေါ့နော်ဒါပေမဲ့အခုဒီအနေထားရဆိုရင်ကျွန်တော်ကနောက်ပြန်ဆွဲရတာရှိတယ်ဥပမာကျွန်တော် local မှာပြန်ပြီးတော့ backup plan တွေထားရတယ်ပြီးရင်ကျွန်တော်တို့ဒီ HA purpose တွေအတွက်ကျွန်တော်တို့ဟိုမှာ downtime ဖြစ်ခဲ့ရင်ဟိုဒီကျွန်တော်တို့ရဲ့ users တွေပေါ့ end users တွေအတွက်ဒီ breakdown မဖြစ်အောင်ကျွန်တော်တို့သွားရမယ်ဆိုတဲ့အနေထားမျိုးမှာကျွန်တော်တို့ plan လုပ်ရတာရှိတယ်ပေါ့နော်အဲ့တော့သွားချင်တာကတော့ budget တွေ short ချဖို့သွားတာတကယ်အနေထားမှာကျတော့ကျွန်တော်တို့အတွက်ကြ budget သုံးရတယ်ပေါ့အဲ့တော့ဒီ local မှာကျွန်တော်တို့ infrastructure လဲလက်လွတ်လို့မရတဲ့အနေထားပေါ့နော်အဲ့တော့အဲ့မှာဆရာရဲ့ ideas လေးကိုသိချင်တာကကျွန်တော်တို့တွေ budget ကိုလည်းချွေတာရမယ် leading technology လည်းဖြစ်ရမယ်ဆိုတဲ့အနေထားမှာဆရာရဲ့ recommendation ပေါ့အခုဆိုရင်ကျွန်တော်ရဲ့အခက်အခဲရကြတော့ local မှာလည်း infrastructure တစ်ခုကို running လုပ်ရတယ်ဟို in case ပေါ့ခုနပြောလို့ဒီ co banking system အပြင်တခြားကျွန်တော်တို့မှာ in house တွေ run နေတဲ့ software တွေအားလုံးအတွက်အားလုံးသုံးလို့ရအောင် local မှာလည်းကျွန်တော်တို့ integrated လုပ်နေရတဲ့ development လုပ်နေရတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲ့လိုအနေထားမှာဒီ budget ကိုဆရာတို့အနေနဲ့ဘယ်လို analysis လုပ်ပြီးတော့ question စိတ်ဖြာပြီးတော့ cloud versus ဒီ hybrid ဖြစ်မဲ့ technology ကိုသုံးဖို့ဆရာအနေနဲ့ recommend လုပ်လဲပေါ့နော်ဆရာရဲ့ ideas လေးပေါ့သိချင်ပါတယ်ဟုတ်ဆရာမဟုတ်ကျေးဇူးပါဆရာမဟုတ်ကျွန်တော်တို့လည်းလက်ရှိက cloud ကိုတော့ကျွန်တော်တို့က major အနေနဲ့သွားတယ်ပေါ့နော်ဒီက primary အနေနဲ့သွားတယ်ဒီ local ကိုကျတော့ secondary နဲ့သွားတယ်ဆရာမပြောတာမှန်ပါတယ်လက်ရှိတချို့ကနေမှာဒါ additional cost လို့ဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဘာလို့လက်ရှိဒီနိုင်ငံရဲ့အခြေအနေရရောဒီလက်ရှိ infrastructure အရင်ရရောကျွန်တော်တို့ကဟိုရှေ့ဆက်သွားဖို့တဲ့လက်ရှိကျွန်တော်တို့ဒီ organization မှာလွမ်းနေတဲ့လုပ်ငန်းတွေပုံလက်ပတ်အနိုင်အောင်ပေါ့သွားဖို့သွားတာရှိတယ်အဲ့ဒီတော့တချို့နေမှာကျွန်တော်တို့ကဘယ်လိုပြန်လို့ဆိုတော့ banner နဲ့ကျွန်တော်တို့ negotiate ပြန်လုပ်ရတဲ့အပိုင်းတွေရှိတယ်ဆရာမဟုတ်ပြီးတော့တချို့နေမှာကျွန်တော်တို့က okay ပုံမှန်သွားနေတယ်ကျွန်တော်တို့နေဒီ cloud ဟိုအဓိကတော့ banner နဲ့ negotiation ပိုင်းကတော့အဓိကကြာတာပေါ့ကျွန်တော်တို့ချက်ဖို့ပေါ့နောက်တစ်ခုကကျ budget ဆင်မပြောတာမှန်တယ် budget ကတော့ရှင်းမရတချို့ကနေမှာဒီရဲ့ဟို management ကိုတင်ပြတဲ့အခါမှာလည်းကျွန်တော်တို့ကဒီရဲ့အားသာချက်အားနည်းချက် long time solution ကိုစဉ်းစားတာပေါ့ short term မှာတော့ဒီလိုမျိုးတွေကျွန်တော်တို့ cost တွေကျလာနိုင်တယ်ဒါပေမဲ့ long time ဆိုကျွန်တော်တို့နေဘယ်လိုမျိုးတွေဟိုပုံကောင်းပုံလာမယ် data တွေကစကျွန်တော်တို့အနေနဲ့ဒီ local manage ဘယ်လိုလုပ်လာနိုင်လဲဆိုတဲ့ဟာမျိုးကျွန်တော်တို့နေပြရတာပေါ့နော်ဒါကတစ်ပိုင်းပေါ့ဆရာမအဲ့လိုမျိုးဟိုအဓိကတော့ကျွန်တော်တို့ကဟိုသွားမဲ့ plan ကတော့ organization တစ်ခုနဲ့တစ်ခုတော့မတူဘူးဒါပေမဲ့ကျွန်တော်တို့မှာတွေးထားတဲ့ကျွန်တော်တို့အခုဟိုဆရာမပြောတော့ကျွန်တော်တို့အနေနဲ့ဥမာဟို cloud ဆိုရင်ပို့ပြီးတော့ anywhere ကျွန်တော်တို့ internet access ရှင်သုံးလို့ရတယ်ဒါလူတိုင်းရဲ့ mindset ထဲမှာရှိပြီးသား cloud ဆိုရင်ဘယ်နေရာဟိုဆက်ဟိုရှင်းပြောရင်ကိုရောက်နေတဲ့ internet cafe အစားသုံးလို့ရတယ်ဒါပေမဲ့ local နဲ့ကြတော့ကွာသွားတာဒါပေမဲ့အခုလက်ရှိအနေထားရကျွန်တော်တို့မှာ internet connection က 100% rely လုပ်လို့မရတဲ့အနေထားတွေရှိလာတယ်အဲ့ဒီခါမျိုးမှာကျွန်တော်တို့ကရှင်းပြောရင်ဒီဘက်ကို downside ကိုပြန်ဆင်းပြီးတော့ local ကနေဟိုကျွန်တော်တို့ဘယ်လိုသွားလဲဆိုတဲ့ဆရာမပို့လင်ပြောတော့အရင်ကတော့ cloud ကိုကျွန်တော်တို့ကဒီ major system ကို100% သွားတယ်နောက်ပိုင်းကျတော့ကျွန်တော်တို့70ကနေ30ပြန်သွားတယ်တဖြည်းဖြည်းနဲ့ cloud က30% ဖြစ်ပြီးတော့ local က70ပြန်သွားတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့နေဟို cost ကဘယ်လိုပြောမလဲ cloud မှာပေးတဲ့ cost ကတဲ့ကိုကျွန်တော်တို့ကဒီ local ကကျတော့ရှင်းမရင်အဓိကတော့အားသာချက် energy ကတော့ဒုံတွေသွားနေတာပဲကျွန်တော် local live သွားမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ DRM ပဲထား local မှာထား additional resource ကတော့လိုလာမှာပဲဒါနဲ့ပတ်သက်ပြီးဒါပေမဲ့ကျွန်တော်အနေနဲ့ဟို secure ဖြစ်တာ data ကျွန်တော်တို့ရဲ့အောက်မှာပဲရှိတယ်အဓိကတချို့ဒီ business analysis business impact ကိုပြန်ကြည့်ရမှာပေါ့နော်တကယ်လို့အကြောင်းတစ်ခုကြောင့် cloud က downside ဖြစ်သွားရင်ကျွန်တော် data တွေ operation မှာဆက်လက် run ဖို့အတွက်ကိုကျွန်တော်က long time solution ပြန်စဉ်းစားရတာရှိဒါကတော့တချို့ကနေမှာတော့ဟုတ်ပါတယ်ဘာလို့ company ရဲ့ budget company ရဲ့အရာကျွန်တော်လည်းကြုံတွေ့ခဲ့ရတယ်ရှိပါတယ်ဆရာမဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဟို management ကိုအဓိက decision maker တွေနဲ့ဟိုဆွေးနွေးတဲ့အခါမှာသူ့ရဲ့အားသာချက်အားနည်းချက်ကိုတခြားလေးရှင်းပြရင်တော့ဟိုဆရာမဟိုဆရာမလိုချင်တဲ့ဟိုတခုတော့ရမယ်လို့ညွှန်လိုက်ပါတယ်ဆရာမဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်ဆိုဆရာ recommend ကဒီ conclusion လုပ်ရရင်ကျွန်တော်တို့ cloud versus hybrid technology ကိုပဲဆက်သွားဖို့ပေါ့နော်ဟုတ်ကဲ့ဆရာမကျွန်တော်ခုနက mention လုပ်သလိုပါဆရာမကျွန်တော်တို့မှာကဟိုအဓိကပြောရရင်တော့ကျွန်တော်တို့ဒီမှာဆိုရင်အခုကျွန်တော်တို့အမှန်တမ်းပြောရင်ကျွန်တော်ဟာနာမှာဆိုရင်ရှင်းပြောရင် 100% cloud base ဖြစ်နေတယ်အရင်လုံခဲ့တဲ့ဟာအစားပြီအခုကျွန်တော်တို့ down ဒီလိုမျိုး hybrid ကိုကျွန်တော်စလာပြီအဲ့ကမှကျွန်တော်တို့အနေနဲ့အခုကျွန်တော်တို့ဆိုရင်ဒါ co-banking system တော်တော်များများဆိုရင်ကျွန်တော်တို့က subscription နဲ့သွားရတယ် client တွေကိုပေးရတဲ့ဟာ subscription နဲ့ရှိတယ်အဲ့ဒီတော့ local မှာလည်းကျွန်တော်ဒီအတိုင်းကိုကျွန်တော် infrastructure သွားတဲ့အခါမှာကျွန်တော်တို့နဲ့သူတို့နဲ့သွားတဲ့အခါမှာကျွန်တော်တို့ကတေချာ clear communication လုပ်ပြတယ်ဟို vendor ဘက်ကလည်းပြောတဲ့ဟာကိုကိုယ့်ဘက်ကလည်းတေချာ clear analyze လုပ်ပြတယ်ဥပမာဆို vendor ဆိုရင်ပြောမယ်သူတို့ server ကတော့ဟိုဒါကြီးကို run ဖို့အတွက် server 9 လုံးလောက်လိုတယ်10 လုံးလောက်လိုတယ်တကယ် realistic လိုလားမလိုလားဆိုတော့ကျွန်တော်တို့ analyze လုပ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့သွားမယ်ဟုတ်ပြီပြီးတော့မှကျွန်တော်တို့နေဒီမှာပြီးကျွန်တော်ဒါဆိုရင်ကျွန်တော်တို့အခုကအရင်ကလိုဟို cloud ကြီးပဲသွားလို့မရတဲ့အနေအထားဖြစ်လာတဲ့အခါကျကျွန်တော်တို့ဒီမှာ hybrid အနေနဲ့ကျွန်တော်တို့စပြီးတော့လုပ်နေရတာပါရှိတယ်ဆရာမဟုတ်တချို့ system တွေဆိုရင်ကျွန်တော် in house နေနဲ့သွားတာလည်းရှိတယ်ဟုတ်ကဲ့ပါဆရာမဟုတ် Thank you ပါဆရာဟုတ်ကဲ့ကျေးဇူးပါဆရာမဟုတ်ကဲ့ပါဗျာနောက်ထပ်ဆွေးနွေးမေးမြန်းလိုသူများရှိပါသေးလားရှင်
ဟုတ်ကဲ့နောက်ထပ်ဆွေးနွေးမေးမြန်းလို့သူမရှိတော့ဘူးဆိုတော့ကျမတို့အစီအစဉ်လေးကိုရှင်းဆက်ချင်ပါတယ် ကျေးဇူးတင်ပါတယ်ဆရာမ ဝေမြဆွေးနွေးပေးသားတဲ့ဆရာကျေးဇူးအများကြီး